ကျွန်တော်စားတွေ့ခဲ့တယ်မြမဆန်ဆန်ပင်ကိုဟန်နဲ့ရင်ကျေးတဲ့သူရဲ့နှုတ်ပါပြေပညာတတ်မှာတနက်ကားလေးလေးငါသူချဲမြင်သူငေးမော်လောက်ပွဲပြုံးလေးနဲ့စီလို့ကြိုသူရဲ့ရင်ထဲကခံစားချက်တွေသူလေးသိအောင်ပြောပြလိုက်မယ်တကယ်ယုံမှဒီမောင်ရင်နဲ့မေးလဲမမေ့နိုင်နဲ့ဒီတစ်သက်မှရင်မတယောက်တည်းမျက်နှာမိလို့ကနေပြီကွယ်ယုံမှမိန်းကလေးရဲ့အမုန်းလေးတော့မပေးပါနဲ့လားကွယ်သာနာတနာလူရဲ့မာယာများနဲ့မလဲစားနဲ့ကွယ်မြင်မြင်ချင်းချစ်တဲ့ချစ်မို့ပြည့်တကူလို့မဆိုစေခြင်းနဲ့ကိုရင်မာခင်ကိုသာတယောက်တည်းချစ်နေတာသိစေခြင်းယုံစမ်းတော့ကွယ်တို့ပြန်ရင်လွမ်းနေမဲ့အကြောင်းလေးတွေပြောကွယ်ချစ်သူရဲ့ရင်ဖွင့်မရစေတနေ့စီဝေးနေလေလေဖုံးလေးတော့ဆက်ကွင်းပြူပါမေသူနဲ့ကျွန်တော်စားတွေ့ခဲ့တယ်မြမဆန်ဆန်ပင်ကိုဟန်နဲ့ရင်ကျေးတဲ့သူရဲ့နှုတ်ပါပြေပညာတတ်မှာတနက်ကားလေးလေးငါသူချဲမြင်သူငေးမော်လောက်ပွဲပြုံးလေးနဲ့စီလို့ကြိုသူရဲ့ရင်ထဲကခံစားချက်တွေသူလေးသိအောင်ပြောပြလိုက်မယ်တကယ်ယုံမှဒီမောင်ရင်နဲ့မေးလဲမမေ့နိုင်နဲ့ဒီတစ်သက်မှရင်မတယောက်တည်းမျက်နှာမိလို့ကနေပြီကွယ်ယုံမှမိန်းကလေးရဲ့အမုန်းလေးတော့မပေးပါနဲ့လားကွယ်သာနာတနာလူရဲ့မာယာများနဲ့မလဲစားနဲ့ကွယ်မြင်မြင်ချင်းချစ်တဲ့ချစ်မို့ပြည့်တကူလို့မဆိုစေခြင်းနဲ့ကိုရင်မာခင်ကိုသာတယောက်တည်းချစ်နေတာသိစေခြင်းယုံစမ်းတော့ကွယ်တို့ပြန်ရင်လွမ်းနေမဲ့အကြောင်းလေးတွေပြောကွယ်ချစ်သူရဲ့ရင်ဖွင့်မရစေတနေ့စီဝေးနေလေလေဖုံးလေးတော့ဆက်ကွင်းပြူပါမေ